လောက်ခိုင်းတဲ့တရားကဘာသာတရားဖြစ်ပါလားလောက်ပေးတော့တရားကကျေးဇူးတရားဖြစ်ပါလားဒီနေ့ဘာသာတရားကမင်းအကောင်းမွန်ဆုံးကြိုးစားပါမင်းအကောင်းမွန်ဆုံးကျင့်ပါမင်းအကောင်းမွန်ဆုံးလှုပ်ဆောင်ပါခိုင်းတော့တရားဖြစ်ပါလားအပေငရေထက်ကနေလွတ်မြောက်ဖို့ရလူကမကျင့်နိုင်ပါဘူးဘလို့မှကြိုးစားလို့လည်းမဖြစ်နိုင်ပါဘူးဘလို့နီးနဲ့မှလှုပ်ဆောင်လို့လည်းမလွတ်မြောက်နိုင်ပါဘူးမိတ်ဆွေလှုပ်ပေးတဲ့တရားကငါ့ကိုယုံကြည်ပါငါ့ကိုယုံကြည်ထာဝရအတက်ရမယ်ကေတင်ချင်းခံစားရမယ်ငါ့ကိုယုံကြည်ရင်အပေငရေထက်ကနေလွတ်မြောက်မယ်ငါ့ကိုယုံကြည်တော့သူကဖြောင့်မတ်မယ်တန့်ရှင်းမယ်ဖယားသားဖြစ်မယ်ကောင်းကင်နိုင်ငံဝန်စားရမယ်လှုပ်ပေးတဲ့တရားကယေရှုတရားဖြစ်တယ်ယေရှုခရစ်တော်အပြင်ခံစားရတဲ့တရားဖြစ်တယ်သင်ဟာအပေငရေထက်ကနဲ့လွတ်ဖို့ရဘလို့မှအကျိုးစားလို့မဖြစ်နိုင်ပါဘူးအပေငရေထက်နဲ့လွတ်မြောက်ဖို့ဘလို့မှလှုပ်ဆောင်လို့မဖြစ်နိုင်ပါဘူးအပေငရေထက်ကနဲ့လွတ်မြောက်ဖို့သင်ဘလို့မှကြိုးစားကြင့်ကြံလှုပ်ဆောင်လို့မဖြစ်နိုင်ပါဘူးမိတ်ဆွေဒီနေ့လှုပ်ပေးတော့တရားယေရှုခရစ်တော်အားဖြင့်လှုပ်ပေးတဲ့တရားသင်ယုံကြည်ရင်သင်ကိတ္တချင်းရမယ်ထာဝရအသက်ရမယ်ကောင်းကင်နိုင်ငံဝန်စားရမယ်ဘာလှုပ်ပေးခဲ့တယ်လဲလူသားမှန်သမျှအားလုံးအပြစ်သားဖြစ်တယ်နေ့ရက်စဉ်တိုင်းကာယံကံဝစီကံမနောကံကံ၃ပါးနဲ့ပြစ်မှာတယ်အပြစ်နဲ့ကင်းစင်တော့သူတယောက်မှမရှိပါဘူးဒေသနာ9:20အပြစ်မပါပဲကောင်းတော့အကျင့်ကိုကျင့်တော့သူတော်စင်သူတော်ကောင်းမြေကြီးပေါ်မှာတဆုံတယောက်မှမရှိဒါကြောင့်လူသားမှန်သမျှအားလုံးနဲ့အပြစ်ရှိတော့သူဖြစ်တယ်လောဘဒေါသမောဟမာမာနအတ္တပြည့်နေတဲ့လူတွေဖြစ်တယ်ပညတ်တရားတစ်ခုတောင်ကျွန်တော်မလိုက်လျှောက်နိုင်ဘူးသူ့မြားကိုမပြစ်မှားနဲ့မိဘကိုယူသေးစွာပြုပါဘယ်သူမှမလုပ်နိုင်ပါဘူးပညတ်တရားအတိုင်းကျွန်တော်တို့ဘယ်လို့မှမကျင့်နိုင်ပါဘူးလှုပ်ပေးတဲ့တရားကိုယုံကြည်လက်ခံပါလှုပ်ပေးတဲ့တရားကယေရှုခရစ်တော်အားဖြင့်ယုံကြည်လက်ခံယေရှုငါအတွက်အသေးခံအသွေးသွန်းတကြူပြီးတေချင်းမှာလမ်းမဆုံးဖို့၃ရက်မြောက်တော့နဲ့မှာရှင်ပြန်ထမြောက်ခဲ့ပြီးပြီယုံကြည်လက်ခံတော့သူကအပေငရေထက်နဲ့လွတ်မြောက်ပြီးဒုက္ခချမ်းသာပုံဦးချင်းနာချင်းတိတ်ချင်းမရှိတဲ့ဖယားသခင်ရှိတဲ့ကောင်းကင်နိုင်ငံရွှေပြည်တော်ကိုဝင်စားရမယ်